ချင်းတွေအားလုံးအဆင်ပြေနေလို့စိတ်လေးချအောင်နေရမှာလားဆိုတော့မဟုတ်ဘူးနော်။ဗျမ်းမတာဖြစ်နေတဲ့ကိစ္စတွေကြားထဲမှာပဲစိတ်ကြည်လင်မှုအေးချမ်းမှုရအောင်လုပ်ရမယ်။လှုပ်တက်အောင်လေ့လာရမယ်။လေ့ကျင့်ရမယ်။ကိုယ်ဘဝရဲ့ရည်သွေးကိုပြတ်မသွားအောင်ထိန်းသိမ်းရမယ်။ဘဝချင်းတွေကြောင့်စိတ်ရှုပ်ထွေးနေရင်တရားထုတ်ဖို့မလွယ်ပါဘူးလို့ပြောကြတယ်။တရားထိုင်တောင်မှစိတ်ကမကြည်ပဲဘူးနော်။ဒါပေမဲ့ကိုယ့်ဘဝအခြေအနေတွေပိုးပြီးတော့အဆင်ပြေမှုရှိလာအောင်တရားနဲ့ပဲလုံမရမယ်။တပည့်တော်စိတ်ကမကြည်သေးလို့တရားမထိုင်သေးဘူးဖျားဆိုရင်အတိတ်ပဲကဘလို့ပေါက်မလဲသိလား။တပည့်ကတော့နေမကောင်းသေးလို့စိတ်မတောက်ချင်သေးဘူးလို့ပြောတာနဲ့တူနေပြီ။တပည့်တော်နေမကောင်းသေးလို့စိတ်မတောက်ချင်ပါဘူးဖျား။နေကောင်းသွားမှပဲစိတ်တောက်မယ်လို့ဆိုရင်ဒီစကားဟာအတိတ်ပဲရှိပါမလား။ပြောင်းပြန်ကြီးဖြစ်နေပြီနော်။နေမကောင်းလို့စိတ်တောက်ရတာပါ။